ကျွန်တော်တို့စက်ရုံမှာခင်မီစက်ကြီးများကိုအသုံးပြုပြီးတော့ဆေးကြောတန့်စင်တခါတည်းအချောက်ခံတာဖြစ်ပါတယ်ကျွန်တော်တို့ဒီဆေးကြောတန့်စင်တဲ့ရှိမှာရေပူရှည်နွေးနဲ့တခါတည်းဆေးကြောထားပါတော့မီးပူလေပူတွေနဲ့တခါတည်းအချောက်ခံပြီးသားဖြစ်ပါတယ်လုံးဝပိုးတက်ပြီးသားပေါ့ဒီပကံတွေကိုအသုံးများတာကတော့များသောအားဖြင့်ဟော့ပေါ့ဆိုင်မာလာဟင်းဆိုင်အကင်ဆိုင်မုကထဆိုင်တို့ပေါ့မင်္ဂလာပွဲတို့အလူပွဲတို့ပေါ့နော်ညစာစားပွဲတို့မွေးနေ့ပွဲတို့ဒီမှာလည်းအသုံးများတာပေါ့ကျွန်တော်တို့လိုချင်တဲ့ပုံစံအတိုင်းပကံဆက်များကိုပကံထုတ်ဆက်နဲ့ထုတ်ပို့တာဖြစ်ပါတယ်ပြီးတော့မှကျွန်တော်တို့ customer လက်ထက်ကိုအရောက်ပို့ပေးတာဖြစ်ပါတယ်ကျွန်တော်ဒီပကံတွေကိုသုံးရအားသာချက်ကတော့အချိန်ကူလူပင်ပန်းတက်တာစေတာပေါ့သုံးဆွဲပြရတဲ့ဆေးကြောစရာမလိုပဲပါလာတဲ့ပုံးတွေလည်းပြန်ထည့်ပေးထားရင်ကျွန်တော်တို့ကလာသိမ်းပြီးမှဖြစ်ပါတယ်ဒါလေးတွေကကျွန်တော်တို့ယုံမှာထုတ်ပို့ထားတဲ့အသုံးများတဲ့ပကံဆက်လေးတွေဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာရွေးချယ်စရာဆိုလို့ရှိရင် site သေးလည်းရှိမယ် site ကြီးလည်းရှိမယ်ပြီးတော့ထမင်းဝိုင်းတွေမှာသုံးတဲ့ site တွေလည်းရှိပါတယ်ဒီပကံလေးတွေကိုသုံးကြည့်ခြင်းနဲ့ဆိုရင်ဖုန်းနံပါတ်099546နဲ့09954660ကိုဆက်သွယ်လို့ရပါတယ်